ရသော်ဘုရားရဲ့အဆုံးအမစကားအရအေးတရဏဂုံတည်ပြီး၅ပါးသီလနဲ့ပြည့်စုံတဲ့ပုဂ္ဂိုလ်ဟာဘယ်တော့မှအပေမလားဘူးဆိုတာတတိချတာမှတ်ပဲဗုဒ္ဓဘာသာဖြစ်ရတဲ့နဲ့အပေလားတဲ့ဆိုတဲ့ပုဂ္ဂိုလ်ဟာတရဏဂုံကလည်းမပြီးပြန်လို့နော်မပြီးပြင်းဘူးဆိုတာကြည့်လေဘုရားကိုးကွယ်တဲ့ဒီဘုရားလေးကစီးပွားတက်တယ်ဆိုပြီးကိုးကွယ်တာဒါမပြီးပြင်းဘူးလို့ခေါ်တယ်လက်ရလို့ကိုးကွယ်တာမျိုးဒါတရဏဂုံပြီးပြင်းပြင်းမဟုတ်ဘူးတရဏဂုံပြီးပြင်းပြင်းဆိုတာဘုရားရဲ့ခုံကိုအာယုံပြုတ်ပြီးတော့ကိုးကွယ်တာဒီလိုဆိုလို့ပေါ့နော်ဘယလာဘကုလကျင်ဝေတန်တာဘေးမှလူရေးရည်မြော်ဆိုရသော်ဘုရားခုံတော်တွေကိုရည်စူးပြီးတော့ကြောက်လို့ကိုးကွယ်တာလည်းမဟုတ်ဘူးနော်မျိုးရိုးအစဉ်လာမှုကိုးကွယ်တာလည်းမဟုတ်ဘူးဘုရားရဲ့ခုံကိုတိပြီးတော့ကိုးကွယ်လက်လာဘမျောပြီးတော့ကိုးကွယ်တာလည်းမဟုတ်ဘူးလူတွေနတ်ကိုးကွယ်တဲ့လူတွေလောက်တာချိလေကိုစားတဲ့အစာလေးနတ်ကိုအရှင်ကြီးစားတော့ခေါ်ပါတောက်တော့ခေါ်ပါဘယ်တော့လာစားမသိရှင်ကြီးစားတော့ခေါ်ပါတောက်တော့ခေါ်ပါဆိုခေါင်းပေါ်မှာဝဲလိုက်သေးတာဝဲပြီးတော့တင်ထားပြီးတော့အခုလို့ဆက်တရလို့ရှင်ကြီးကမတော်မူပါဘာလုပ်ချင်လဲစီးပွားလေးအောင်မြင်အောင်မဆပေးပါလှုပ်တာတော့ကိုယ့်ဟာကိုယ်လှုပ်တာသွားကျေးဇူးတင်တာတလွဲ့သွားကျေးဇူးတင်အရှင်ကြီးမပါဆိုပြီးတော့အိတ်နေပေါ့သူမလိမ့်ပေါ့နော်သူမလိမ့်တကယ်မမယ်ဆိုရင်အသာအိတ်နေအပင်မခံမနေနဲ့လက်ဖက်ကလေးတင်ပြီးတော့အမြဲတမ်းပဲအဲ့ဒါအိတ်တန်နေအလုံးမလုံးလို့ကတော့ဘာတစ်ခုမှဖြစ်လာမှာမဟုတ်ဘူးတရားမင်းကြီးတောင်မှပဲနော်နတ်တွေထဲမှာတကူကြီးတယ်လို့ဆိုတဲ့တရားမင်းကြီးကတောင်မလုပ်ရင်ဘာမရဘူးလို့ပြောတာသူပြောတဲ့စကားပေါ့သူသား2ယောက်ရှိတယ်သူဝီရနဲ့ဇယန္တတရားမင်းရဲ့သားတွေရှိတယ်သူပြောတဲ့စကားလေးကိုနားထောင်ကြည့်အနုဋ္ဌဟံအဝါယမံယတ္တရဒုက္ခံဒိကိစ္စတိသူဝေရတထဂစ္ဆာဟိမင်္စတထေဝပပယတဲ့သူပြောတာရှင်းရှင်းလေးအနုဋ္ဌဟံဆိုတာတက်တွက်ကြမလုပ်ဖဲနဲ့အဝါယမမကြိုးစားပဲနဲ့နော်မကြိုးစားပဲနဲ့ဒုက္ခံယတ္တရာဒိကိစ္စတိချမ်းသာရနိုင်တဲ့နေရာရှိတယ်ဆိုရင်တဲ့သူဝီရတထဂစ္ဆာဟိမင်းအဲ့ဒီအယက်သွားနေတဲ့မင်္စတထေဝပပယငါ့ကိုလည်းခေါ်သွားပါတဲ့အဲ့ဒီရှင်းရှင်းလေးရဲ့သူပြောတာသူဝီရမလုတ်ဖဲမကင်မဲနဲ့ချမ်းသာဒုက္ခရတယ်ဆိုတဲ့နေရာရှိလို့ရှိရင်မင်းအဲ့ဒီနေရာသွားနေတဲ့ငါ့ကိုလည်းအဲ့ဒီရောက်အောင်ပို့ပေးတဲ့ဘယ်နေရာမှမရှိဘူးဒါနော်အလုံးမလုံးပဲနဲ့မကြိုးစားပဲနဲ့ရတယ်ဆိုတာတခုမှမရှိဘူးလောက်ရမယ်ကြိုးစားအဲ့ဒီလိုလောက်ရမယ်ဆိုတဲ့ဝိရိယရဲ့အကျိုးကျေးဇူးတကိုးကြီးတဲ့လူတွေကတရားမင်းတို့အဆင့်ကိုးကွယ်တာတောင်မဟုတ်ဘူးเนาะလူဝင်ပူးတဲ့နတ်ဆိုတာတရားမင်းအဆင့်မရှိဘူးပေါ့ဘာလို့လဲဆိုလူရဲ့အနံ့ကတိရစ္ဆာန်လောက်ကနံတယ်လို့ပြောတာပဲဟုတ်ကောင်းဟုတ်လိမ့်မယ်တိရစ္ဆာန်ုံနဲ့သွားရင်တော်တော်နံတာတိရစ္ဆာန်တွေရဲ့အနံ့မခံနိုင်ဘူးနတ်တွေကလည်းလူပြေလာလို့ရှိရင်လူတွေရဲ့အနံ့မခံနိုင်ဘူးတဲ့လူတွေကသာမှုေးနေကြတာကိုယ့်အကောဟိုမခံနိုင်ဘူးမခံနိုင်လို့နှာခေါင်းပိတ်လာကြလူတွေအိပ်ပြီဆိုမှညမှလာတာအဲ့ဒါအကြောင်းပဲညတကောင်ကြမှာလူတွေအိပ်သွားပြီဆိုတဲ့ချိန်လေးမှာတိတ်လာကြတာဖျားစီအဲ့ဒါလူနတ်မခံနိုင်လို့ပဲအထက်နတ်ကခဏဝင်ပူးနေရင်တော့လူနာကနတ်ပဲဖြစ်မှာပဲအဲ့ဒါတော့လူနတ်ခံနိုင်တဲ့နတ်ဖြစ်အဲ့ဒီမှာလူနတ်မခံနိုင်တဲ့တရားမင်းတို့လိုအမတမ
တကိုးကြီးတဲ့နတ်တရားတောင်အလုံးလုံးရမယ်လို့သူသားကိုပြောတာမင်းမလုပ်ဖဲနဲ့ချမ်းသာဒုက္ခဆိုမရဘူးဆိုတော့ဒါအလွန်အရေးကြီးတာပဲလုံးတဲ့လုံးတိုက်တာလုံးကိုလုံးရမယ်ဒါကြောင့်၅ပါးသီလစောင့်ထိန်နေဆိုတာသူကသူနေတာထိန်တာမဟုတ်ဘူးလေဆိုပါစို့ခုနကတရားဝဲအစမှာပဏ္ဏတိပါတာဝေရမဏိသိက္ခာပရံသမာရိယမိလို့စောင့်တည်လိုက်တယ်စောင့်တည်လိုက်တာဟာသမာဒါနစေရနာလို့ခေါ်တယ်ရှောင်ကျင်ပါမယ်လို့ဂတိကဝတ်ပြုလိုက်တာရှောင်ကျင်ပါမယ်ဂတိဝတ်ပြုထားတာပဲရှိတယ်အဲ့ဒီအချိန်လေးမှာရလိုက်တဲ့ကုသိုလ်ကသမာဒါနကုသိုလ်ပဲရှိတယ်တွေ့လိုက်ပြီဆိုရင်ကိုလာကြိုက်လို့ဖတ်ခနဲ့ချင်းရိုက်လိုက်ပြီဆိုရင်တော့ခုနကရှောင်ကျင်ပါမယ်ဆိုတာဟာဖြတ်ပလိုက်တာ ਨੇ တူတူပဲအဲ့ကြတော့သူကရှောင်လိုက်ရမှာအဲ့ဒီအချိန်မှာဆိုလိုတာကမာနတိပတ္တမှာရှောင်ပါတယ်ဆိုတကယ်ကျုံးလာပြီဆိုလို့ရှိရင်မလုပ်ဖဲနဲ့ရှောင်လိုက်ရမယ်အဲ့ဒီရှောင်တော့မှသူကဒါသီလလို့ခေါ်တာเนาะအဲ့ဒီကြရင်တော့ဝိရတိလို့ခေါ်တယ်မာနတိပတ္တဝေရမဏိယစေရနာကိုလည်းသီလလို့ခေါ်တယ်ဝိရတိကိုလည်းသီလလို့ခေါ်တယ်မရှောင်ဘူးဆိုလို့ရှိရင်မရဘူးဒီကုသိုလ်ကနော်မရဘူးမရဘူးသူများဥစ္စာတွေ့တယ်အသာယူဖို့အစင်းဖြစ်တယ်မယူဘူးရှောင်လိုက်တယ်ဝေရမဏိဝိရတိဖြစ်တယ်အဲ့ချာသောက်တီတုံးကစေရနာရှောင်တဲ့အချိန်ကျတော့ဝိရတိဒီရှောင်ကျင်မှုဟာတာမန်ကုသိုလ်မဟုတ်ဘူးသီလကုသိုလ်ဒါနကုသိုလ်တွေပုံမြတ်တယ်လို့မြတ်စွာဘုရားဒီလိုဟောတယ်တန်ဖိုးခြင်းလည်းအလွန်ကွာခြားတယ်အလွန်ကွာခြားလို့သီလကုသိုလ်နဲ့ပြည့်စုံအောင်ကြိုးစားအထောက်ဖို့ဘုရားဘာသာဝင်ဖြစ်လာလို့ရှိရင်အ ਨੇ ဆုံး၅ပါးသီလလုံခြုံလာပဲကြုံတွေ့လာတိုင်းရှောင်ကျင်လိုက်တယ်သီလကိုမချိုးဖောက်ဘူးမချိုးဖောက်တာကိုနေ့စဉ်နဲ့အမျှကိုယ့်ကိုဆန်းစစ်တယ်ငါပါဏာတိပါဒချိုးဖောက်တာရှိသလားအရိဏဒါနကာမိတုမိစ္ဆာစာချိုးဖောက်တာရှိသလားချိုးဖောက်မှုမရှိဘူးဆိုလို့ရှိရင်စိတ်ထဲမှာကြည်နူးတယ်ဝမ်းသာအဲ့ဒါလို့ကြည်နူးဝမ်းသာလာသည်ထိအောင်ကိုယ်သီလကိုပြန်တွေးရမယ်ကိုယ်သီလကိုပြန်တွေးမှသီလပို့အယောင်တက်လာပြီကုသိုလ်တွေကတိုးလာအနုဘုဆိုရင်မတိုးဝေကျေးဆိုတော့ကိုယ့်အိမ်ထဲမှာမိကန်တစ်တာတဲ့ထည့်ပြီးတော့တောက်ခတ်ထားလို့ရှင်ဝေ350ဟာ350ပဲမတိုးဘာလို့ကတော့အထားပြီးဆိုလို့ရှင်တော့သူတိုးနေတာအဲ့ဒါလို့ပဲသီလကပြန်မတွေးပဲနဲ့နေရင်တော့မတိုးဘူးတဲ့သူကအတိုးမရှိဘူးအဲ့တော့အတိုးမရှိတာကြိုက်သလားတိုးတာကြိုက်သလားကိုယ့်အကိုဆုံးဖြတ်ရမှာဒါနော်တိုးစေခြင်းတိုးတဲ့နည်းရှိတယ်ဘာလို့ရမလဲပြန်ပြီးတော့စဉ်းစားတဲ့အခါမှာဝမ်းသာအားရဖြစ်အောင်သီလလေးဆင်ញင်စဉ်းစားလိုက်တာနဲ့ဘဝတစ်ခုဟာလုံလောက်တဲ့အနေအထားမျိုးထိရောက်နိုင်ပါတယ်ကြည့်လေ၅ပါးသီလတစ်ခုချင်းတစ်ခုချင်းစဉ်းစားလိုက်တဲ့အခါမှာဘာဖြစ်လဲအနဝိဇ္ဇဒုက္ခငါမှဘာအပြစ်မှမရှိဘူးဆိုတဲ့စိတ်ချမ်းသာမှုတစ်ခုရအဲ့ဒီစိတ်ချမ်းသာမှုကဘာဖြစ်လဲလို့ဆိုရင်အဝိပတိတာရလို့ခေါ်တယ်စိတ်နှလုံးမသားမရမဖြစ်ဘူးနှလုံးကြည်တာတယ်ဆိုတဲ့အဓိပ္ပာယ်ရဝမ်းသာတယ်လေအဲ့ဒီနှလုံးကြည်တာမှုကိုအကြောင်းပြုပြီးတော့ပါမောဇ္ဇဆိုတဲ့ဝမ်းမြောက်မှုဖြစ်တယ်ဝမ်းမြောက်မှုကိုအကြောင်းပြုပြီးတော့ပီတိဆိုတာဖြစ်လာတယ်ပီတိကိုအကြောင်းပြုပြီးတော့ပတ္တတိလို့ခေါ်တယ်ကိုယ်ရောစိတ်ရောငြိမ်းအေးမှုဖြစ်လာတယ်ပတ္တတိဆိုတဲ့ကိုယ်ရောစိတ်ရောငြိမ်းအေးမှုကိုအကြောင်းပြုပြီးတော့ဒုက္ခဆိုတဲ့စိတ်ချမ်းသာမှုတွေရလာစိတ်ချမ်းသာမှုကိုအကြောင်းပြုပြီးတော့ဘာဖြစ်လဲတမာတိစိတ်တည်ငြိမ်းလာတယ်တည်ငြိမ်မှုရစိတ်တည်ငြိမ်မှုကိုအကြောင်းပြုပြီးတော့ယထာဘူတဉာဏတတနာအဖြစ်မှန်ကိုမြင်ခြင်းသိခြင်းဆိုတာရလာသိတာမြင်တာဖြစ်လာ
ဟောဒါသီလကဆက်သွယ်ပြီးတော့ရလာတဲ့အကျိုးကျေးဇူးတွေဟာဒီဘဝမှာပဲအေးသီလဆောင်တာနောင်ဘဝကြမှာရမယ်လို့မတွေးနဲ့နော်နောင်ဘဝကိုမသိဘူးအခုရတာဒါတွေအခုရတာအခုရတဲ့တန်ဖိုးကိုသိရများသောအားဖြင့်ပြောလို့ရှိရင်သီလလုံလို့ရှိရင်နောက်ဘဝမှာနတ်ပြည်ရောက်တယ်နတ်ပြည်လည်းဘယ်နေမှမသိတာကိုသိလို့လားသိမှမသိတာနော်အဲ့တော့အဲ့ဒါမတွေးနဲ့မြတ်စွာဘုရားဟောလို့လက်ခံထားတာနတ်ပြည်ရှိတယ်ဆိုတာကိုမသိဘူးသို့တော့ဘုရားဟောတာဒီကုသိုလ်ကောင်းမှုလုပ်ရင်နတ်ပြည်ရောက်တယ်ဆိုတာမှားသလားလို့ဆိုမမှားဘူးမှန်တယ်သို့တော့ကိုသိတဲ့အကျိုးတရားကိုသိဖို့ဒီဘဝတည်းမဲ့ဟောသီလရှိလို့ရှင်ဒီလိုအကျိုးကျေးဇူးတွေကိုယ်ထဲမှာရောက်တယ်။ကိုကျင့်တရားကောင်းတဲ့ပုဂ္ဂိုလ်ဆိုရင်လည်းပတ်ဝန်းကျင်ကကိုယ်ယူသေးတယ်လေးစားလာတယ်။ကိုကျင့်တရားကောင်းဒါတွေကဒီဘဝမှာရနိုင်တဲ့အကျိုးကျေးဇူးတွေကိုမြင်ရတဲ့အကျိုးကျေးဇူးလက်တွေ့ကြတယ်။အဲ့တော့ဗုဒ္ဓဘာသာဝင်တယောက်အနေနဲ့အခြေခံလေးအခုလောက်တင်ကိုလုံးရှိမယ်ဆိုရင်တော့အမှန်တမ်းကျေနပ်စရာကောင်းတဲ့အနေအထားမျိုးရ